Hey, ဘော်ဒါတို့စားလို့ကောင်းလွန်းလို့တစ်ချောင်းပြီးတစ်ချောင်းမရက်နိုင်အောင်ဖြစ်ရတဲ့လာချောင်းလို့ခေါ်တဲ့အဆက်ချောင်းရဲ့နောက်ွယ်ကအကြောင်းရင်းကိုသိပြီးပြီလားဒါဟာတကယ်တော့ဆင်းရဲဒုက္ခတွေကြားကနေပေါ်ပေါက်လာတာပါ1998ခုနှစ်တရုတ်နိုင်ငံဟူနန်မှာပြင်းထန်တဲ့ရေကြီးမှုကြောင့်ပဲပီးဆက်စီတွေရမ်းတက်သွားတယ်အဲ့ဒီချိန်မှာလူငယ်3ဦးကပဲပီးဆက်အစားအလွယ်တကူရနိုင်တဲ့ဂျုံမုံကိုအသုံးပြုပြီးဖြင်းချမ်းဒေတာခံတွေကြားရလာမုံနေနေလိုက်ရကနေအခုစားနေတဲ့အဆက်ချောင်းဆိုတာဖြစ်လာတာပါအစာရှားပါလို့စားခဲ့ရတဲ့အရာကနေအခုတော့တကဘာလုံးကဆွဲနှဲရတဲ့မုံဖြစ်သွားတာပေါ့ဒါပေမဲ့တတိထားဖို့ကသူ့မှာစားနဲ့ငရုတ်တီအရင်များပါတယ်စားများလို့ရင်ကြောက်ကက်ကိုဝင်ပြီးစေလို့ရေရှည်မှာတွေးလို့ဖြစ်စေနိုင်ပါတယ်နောက်ပြီးသူ့ရဲ့အဆက်တန်ကပြင်းလို့တော့အစာအိမ်နေရန်ကိုထိခိုက်ပြီးအစာအိမ်နာတာဝမ်းလျှောတာတွေဖြစ်တတ်ပါတယ်အဆိုးဆုံးကတော့သူ့မှာအာဟာရဓာတ်တွေမရှိတာပါပဲအရက်ရှည်စေမဲ့ဗီတာမင်နဲ့ proteins တွေမပါတဲ့အပြင်တချို့အဆစ်မမီတဲ့အဆက်ချောင်းထုတ်ကုန်တွေကြောင့်နေမကောင်းတော့ဖြစ်နိုင်ပါတယ်ဒါကြောင့်အရသာတီးယုံလောက်ပဲစားပြီးဟင်းတီးဟင်းရွက်တွေကိုပို့စားပေးကြနော်ကဲတငယ်ချင်းတို့ရောအဆက်ချောင်းစားရင်ဘယ်တစ်စိတ်ကိုအကြိုက်ဆုံးလဲ comment မှာပြောခဲ့ပါဦးနောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေအတွက် follow လုပ်ထားဖို့မမေ့နဲ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်